အားလုံးပဲမင်္ဂလာပါ Mr. Lom YouTube channel နဲ့ Facebook page ကြိုဆိုပါရစေဒီနေ့ကျွန်တော်တင်ထူရတော့22တာ Ipswich Town တိတ်ဆိတ်မှု Liam Delap ကို Chelsea နဲ့သဘောတူညီစာချုပ်သိမ်းလိုက်ပါပြီ30 million တာ30နဲ့စာချုပ်လိုက်ပါပြီ Liam Delap ဟာတက်22ဖြစ်ပြီးတော့Ipswich Town အတွက်ဒီနေ့ရာသီ39ပွဲပြည့်မြဲလေးကစားပြီးတော့12ဂိုးသွင်းပြီး2-2 assist ရရှိခဲ့ပါတယ်Chelsea နဲ့တဘောတူညီမှုရရှိပါတယ် Liam Delap ဟာNewcastle Everton မှာယူရိုအသီးမှကမ်းလှမ်းခဲ့တော့လဲသူက Chelsea ကိုပဲလူလာတော့ကြောင့် Chelsea ဒီမြန်ဆိုပဲသူစာချုပ်သိမ်းလိုက်ပါပြီအခုတော့တဘောတူညီမှုရပြီးတော့မကြမ်းမီမှာကြာရှိစာချုပ်နဲ့ချုပ်သိမ်းမှာဖြစ်ပါတယ်နောက်တစ်ခုတင်ထူကတော့နေပြ AC Milan နေပြဟောင်း AC Milan နေပြဟောင်းထုတ်ပြီးတော့ခုအသစ်ကို Max Allegri Juventus အရင် Juventus နေပြဖူးခဲ့တဲ့ Max Allegri ကဂိုင်တွင်တော့မှာဖြစ်ပြီးတော့မကြာခင်မှာဘယ်နှစ်ထိစာချုပ်မလဲဆိုတာသူတို့ဖော်ပြတော့မှာဖြစ်ပါတယ်ခုကတော့ AC Milan နေပြအတွက် Max Allegri ကိုသူတို့သဘောတူညီစာချုပ်တော့မှာဖြစ်ပါတယ်နောက်ဆုံးတင်ရတော့ Angel Di Maria Argentina လက်ရွေးစင်ဖြစ်ပြီးတော့ကိုရိုနာယူပြီးဖြစ်တဲ့39နှစ် Angel Di Maria ဟာသူ Benfica ကိုထွက်ပြီးတော့သူငယ်အသင်း Rosario Central နဲ့စာချုပ်တော့မှာဖြစ်ပါတယ်အဲ့ဒါတွေတင်ထူဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်